အမခံတွေ့တိုင်းမွဲမိပါစေနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Daiichi Life Insurance မြန်မာမှာလုပ်ကိုင်နေတဲ့ Financial Planner တူပဲဖြစ်ပါတယ်ခင်ဗျာအမခံတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်ကိုတေချာမင်းမြန်းကြည့်ဖို့လိုအပ်ပါတယ်ကိုလည်းပြန်ပြီးမေးကြည့်ဖို့လိုအပ်ပါတယ်ကျမကြီးကိုတန်ဖိုးထားရဆိုလို့ရှိရင်ကျမကြီးအမခံဆိုတာရှိပါတယ်သားသမီးတွေရဲ့ပညာရေးကိုတန်ဖိုးထားရဆိုရင်တော့သားသမီးပညာရေးအမခံဆိုတာရှိပါတယ်သားသမီးတွေရဲ့ဘဝရှိရေးကိုတန်ဖိုးထားရဆိုလို့ရှိရင်ငွေစုအာမခံဆိုတာရှိပါတယ်မိဘတွေရဲ့ကျေးဇူးနဲ့ဂရုစိုက်မှုကိုစီစဉ်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ကာကွယ်ပွေးအာမခံဆိုတာရှိပါတယ်မိတ်ဆွေတို့အတွက်ကောဘယ်ရာတန်ဖိုးထားတယ်လို့ထင်ပါတယ်လဲတခုတည်းသောအကြောင်းအရာကိုဆွဲထုတ်ပြမယ်ဆိုလို့ရှိရင်ဒီပေါ်မှာပြထားတဲ့အချက်တွေအားလုံးဟာမိသားစုအတွဲဆိုတဲ့အရာကိုပဲဦးတည်နေပါတယ်။ဒါကြောင့်မိသားစုနဲ့သားသမီးတွေရဲ့အနာဂတ်ဟာဂရုစိုက်ဖို့ထိုက်တန်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးပါ။